တန်ပြီးဆက်လိုက်ကြအောင်ဒီနေ့တင်းဆက်ပေးမယ်လေးလာရှင်းလင်းချက်လေးရတော့လူသားတွေရဲ့စိတ်ပန်းဆရာနဲ့ဘာသာရေးမှာအခက်အခဲဆုံးလို့ပြောလို့ရတဲ့ပြဿနာတစ်ခုတနည်းအားဖြင့်နည်းနည်းတဲ့နာကျင်မှုတွေကိုခွင့်လွှတ်ခြင်းဆိုတဲ့အကြောင်းအရာကိုအခြေခံထားတယ်တကယ်တော့ကိုယ်ပြင်းပြင်းထန်ထန်နာကျင်စေခဲ့တဲ့သူကိုခွင့်လွှတ်ဖို့ဆိုတော့လေဘာသာကပြောသလောက်လက်တွေ့မှာလုံးဝမလွယ်ဘူးလားပါဘူးဒီပြဿနာကိုနည်းနည်းခွဲခြားစစ်ဖြတ်ထားတဲ့အရင်းမြစ်တစ်ခုကနေစဉ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုအတူတူလေ့လာသွားကြပါမယ်ရှိခေတ်ကျမ်းစာထဲကနိစတ်တိမ်မေးမြန်းထားတဲ့တကယ်စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ယေရှုခရစ်တော်ကိုတပည့်ဖြစ်သူကမေးခဲ့တဲ့ကိုဖြစ်မာတဲ့သူကိုဘယ်နှကြိမ်ခွင့်လွှတ်တင်တယ်လဲဆိုတဲ့မေးခွန်းပါပဲ။စဉ်းစားကြည့်ပါခွင့်လွှတ်ခြင်းဆိုတာကိုအကျင့်အတွေ့နဲ့တိုင်းတာလို့ရနိုင်သလား။ဒီမေးခွန်းကဒီကနေ့ဆွေးနွေးမယ့်အဓိကပဋိပက္ခအကြီးကိုမိမောင်းထုတ်ပြနေပါတယ်။ဒီမေးခွန်းအတွက်ရရှိခဲ့တဲ့ဖြေကတော့အလုံးကိုအားသင်စရာကောင်းတဲ့သင်္ချာကဏ္ဍတစ်ခုဖြစ်နေပါတယ်။အကျင့်80ကို9ကြိမ်မြောက်ထားတဲ့490ဆိုတဲ့ခင်းကဏ္ဍပါ။စာထားရတွေ့ကြည့်မယ်ဆိုရင်တရားတဲမှတဲ့ထုံးမနဲ့တိုင်းတစ်ကြိမ်ခွင့်လွှတ်ရမယ့်သဘောမျိုးဖြစ်နေတယ်လေ။တကယ်တော့ဒါဟာအကျင့်ရဲ့အတိအကျမှတ်ထားဖို့ဆိုတာထက်အကန့်အသတ်မရှိအဆုံးအစမဲ့ခွင့်လွှတ်ရမယ်ဆိုတဲ့လူသားတွေအတွက်မဖြစ်နိုင်လောက်အောင်မြင့်မာလွန်းတဲ့စံနှုန်းတစ်ခုကိုပြသနေတာဖြစ်ပါရဲ့။အပိုင်း1မဖြစ်နိုင်သောအမိန့်တော်အပိုင်း2ခွင့်လွှတ်ရန်အပဲကြောင့်ခက်ခဲတဲ့နဲ့အဆောင်အစားမဲ့ခွင့်လွှတ်ရမယ်ဆိုတဲ့အချက်ဟာလက်တွေ့မှာတော့ဘလို့မှမဖြစ်နိုင်တဲ့အမိန့်တော်တစ်ခုလို့ခံစားရစေတာအမှန်ပါပဲပြင်းထန်တဲ့စိတ်တန်ရာတွေကိုတည်ဖို့ထားရသူတဲ့တက်ဆိုဒါဟာဝန်ထုတ်ဝန်ပူကြီးတစ်ခုလို့တောင်းဆိုနိုင်ပါတယ်လူတွေခွင့်လွှတ်ဖို့ငင်းဆန်ကြတာဟာယုံမာလို့မဟုတ်ပါဘူးအလုံးကိုလူသားဆန်လွန်တဲ့စိတ်ခံစားမှုအကြောင်းရင်းတွေရှိနေလို့ပါခွင့်လွှတ်ခြင်းကိုတားဆီးနေတဲ့တည်ကြတဲ့စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေရှိပါတယ်နည်းနည်းတဲ့စိတ်တန်ရာတွေအမားလို့ထားပြီးနောင်တမရတဲ့သူတွေခွင့်လွှတ်လက်ရင်ကိုကားပဲရှုံးနှင်းသွားလို့ခံစားရတာတွေယုံကြည်ရဆုံးသူတွေစီကတစ္ဆာဖောက်ခံရတာတွေနဲ့ပြက်လည်မရနိုင်တော့တဲ့လက်တွေ့ဆုံးရှုံးမှုတွေဒါတွေဟာအကြီးမားဆုံးဟန်တာတွေဖြစ်ပါတယ်အရင်မြင့်စာသားကဒီအချက်တွေကိုလုံးဝလိလျော်မရှုထားဘူးဆိုတာကိုသိကြတွေ့ရပါတယ်ခွင့်လွှတ်ဖို့ရုန်းကန်နေရခြင်းမှာဖြစ်ပေါ်လာတဲ့ဒေါသတွေတရားမျှတမှုကိုတောင်းဆိုခြင်းတဲ့စိတ်တွေကလုံးဝမာရွေးမနေပါဘူးရှေးအောင်ကျမ်းစာတစ်ခုဖြစ်တဲ့စာလံကျမ်းထဲကမတန်တစ်ခုမှဆိုရင်နာချင်လွန်းလို့အော်ဟစ်ပေါက်ကွယ်နေတဲ့ဒီလိုအကျန်းထဲခံစားချက်တွေကိုဖုံးကွယ်ထားစရာမလိုဘူးဆိုတာနဲ့ဒီလိုရိုးသားတဲ့ခံစားချက်တွေကိုအထက်ရက်ကအပြည့်အဝနားလည်လက်ခံပေးထားတယ်ဆိုတာကိုရေးမစာတာကထေချာရှင်းပြထားပါတယ်အပိုင်း3အကျွေးပမာဏနိုင်ရှင်ချက်မချစ်နိုင်ဘူးလို့ထင်ရတဲ့ခွင့်လွှတ်ခြင်းကိုဘလို့များလွတ်ဆောင်နိုင်မလဲဆိုတဲ့အပေါ်ဘာသာရေးဆိုင်ရာအဖြေတစ်ခုရှိပါတယ်ဒါကတော့ကိုယ့်ရဲ့အမြင်ရှုထောင့်ကိုလုံးဝပြောင်းလဲပြဖို့ပါပဲပုံငင်တစ်ခုတည်းကတင်ညာနေရဲ့နိုင်ကျင်ပြထားချက်ကတကယ်ကိုစိတ်ဝင်စားစရာအကောင်းပါတယ်လူသားအချင်းချင်းပြစ်မှားတဲ့အမာကိုဒေနာရီအရာဆိုလိုတာကအလုတ္တမတယောက်ရဲ့ရက်တရားစာလောက်အခခမန်130တန်းလောက်နဲ့ခိုင်နိုင်တာပါလေဒါပေမဲ့လူသားတွေအနေနဲ့ဖျားသခင်မှာပြစ်မှားထားတဲ့အကျွေးကိုတော့အခွတ်တောင်းဆိုလိုတာက2ပေါင်း2သိန်းစာလောက်အခခမန်1.6 trillion လောက်နဲ့နိုင်ချင်းပြထားပါတယ်ကြည့်လိုက်ပါဒီကင်းကနန်းကွာရချက်ကြီးကအင်မတန်ကိုကြီးမားလွန်းလာပါတယ်လူသားချင်းချင်းပြစ်မှားမှုနဲ့ဘုရားသခင်ရဲ့ခွင့်လွှတ်မှုကြားကကွာဟာချက်ကူးကြည့်လိုက်ရင်လူသားချင်းချင်းပြုလုပ်တဲ့အမှားတွေဟာဘလောက်ပန်းနာကျင်ရပါစေတိုင်းတာလို့ရတဲ့ပမာဏတစ်ခုသာဖြစ်ပေမဲ့အထက်ရက်ကနေလူသားတွေပေါ်ခွင့်လွှတ်ပေးလိုက်တဲ့ပမာဏကတော့အတိုင်းဆက်မရှိပြန်မဆက်နိုင်လောက်အောင်ကြီးမားတဲ့ကျေးဇူးတော်ဖြစ်နေပါတယ်ကိုယ်တိုင်ကအဲ့လောက်ကြီးမားတဲ့ပြန်မဆက်နိုင်တဲ့အချွေးကြီးကိုလွန်ငင်းချမ်းသာခွင့်ရထားတယ်ဆိုတာကိုနားလေသဘောပေါက်ခြင်းကသာတခြားသူတွေကိုခွင့်လွှတ်နိုင်စွမ်းရှိစေမဲ့တစ်ခုတည်းသောအမြင်ပြောင်းလဲဖြစ်တယ်လို့အရင်မြစ်ကဆိုရတယ်အဖိုင်တဲ့ဝိညာဉ်ရဲ့အကျဉ်းတော်ခွဲမလွတ်ပဲရန်ညိုးဖွဲ့ထားခြင်းမှာအလွန်ဆိုးရွားတဲ့ကိုဖျက်ဆီးတတ်တဲ့အကျိုးဆက်တွေရှိနေပါတယ်။ပုံမြင်ထဲမှာဖော်ပြထားတဲ့အကျဉ်းဆောင်များသို့မဟုတ်နှိပ်စက်ညှဉ်းပန်းသူများဆိုတာဟာအပြင်ဘက်ကလူတွေကိုပြောတာမဟုတ်ပါဘူး။တကယ်တော့ဒါဟာခွဲမလွတ်နိုင်တဲ့စိတ်နှလုံးကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ကြယောဂနာမကြားမှုတွေနဲ့ငြိမ်းချမ်းမှုပျောက်ဆုံးခြင်းဆိုတဲ့မိမိကိုယ်ကိုညှဉ်းပန်းနှိပ်စက်နေတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဝိညာဉ်ရေးရာဆင်းရဲဒုက္ခတွေကိုပုံခိုင်းထားတာဖြစ်ပါတယ်။ဒါကြောင့်အရေးကြီးဆုံးအချက်ကတော့ခွင့်မလွတ်ပဲနှိမ့်ခြင်းဟာတစ်ဖက်လူကိုဒုက္ခပေးတာမဟုတ်ပဲမိမိကိုယ်ကိုအစိတ်တိုက်နေခြင်းသာဖြစ်တဲ့ဆိုတဲ့အချက်ပါပဲ။ကျူးလွန်သူကသူ့ဘဝနဲ့သူတာယာစွာရှေ့ဆက်သွားနိုင်ပြီးမြဲခံရသူကတော့ဒေါသနဲ့မုန်းတီးမှုတွေကြားမှာကိုယ်တိုင်ဖန်တီးထားတဲ့အချင်းထောင်ထဲမှာပိတ်မိနေတတ်တယ်လို့အရင်ပဲစားသားကပြင်းပြင်းထန်ထန်တတိပေးထားပါတယ်အပိုင်းကခန်းစားချက်ထက်တန်တိထန်ဆိုတော့ဒီလိုအချင်းတောင်တဲ့နဲ့ဘလို့လွတ်ပြောင်းမလဲလူအများစုမာယွင်းစွာယုံကြည်ထားတာကခွင့်လွတ်ဖို့အဆင့်ဖြစ်ပြီးလို့ခံစားရတဲ့အထိစောင့်ရမယ်ဆိုတာပါပဲတကယ်တော့ဒါထောင်ချောက်တစ်ခုပါခံစားချက်တွေကဘယ်တော့မှအလိုလိုလိုက်ပါလောက်မှာမဟုတ်ပါဘူးတကယ်လက်တွေ့မှာတော့ခွင့်လွတ်ခြင်းဆိုတာတခါတည်းမှလွတ်နာခြင်းရပေမြင့်မိမိရဲ့စိတ်ဆန္ဒနဲ့ရွေးချက်ရှိရွေးချက်ဆုံးဖြစ်ရမယ်လုံရက်တစ်ခုဖြစ်တယ်လို့အရင်အမြစ်ကအလေးနဲ့တင်ကြားထားတာပါတမိုင်းဝဲအဖြစ်တစ်ခုကိုကြည့်အောင်နာစီချင်းစခါမအသက်ရှင်ကျန်ရသူကော်ရီတန်ဘွန်ဟာ
သူမရဲ့အမကိုတည်စေခဲ့တဲ့နာစီအချင်းဆောင်ဟောင်းကိုပြန်လဲဆုံတွေ့ရချင်းမှာခွင့်လွှတ်ခြင်းစိတ်လုံးဝမရှိခဲ့ပါဘူးဒါပေမဲ့ခန်းစားချက်မပါဘဲသူမရဲ့စိတ်ဆန္ဒတက်တက်နဲ့လက်ကိုအတင်းဆန့်ထုတ်ပြီးခွင့်လွှတ်ကြောင်ပြသခဲ့တဲ့အခါမှသာသူမရဲ့ခန်းစားချက်တွေကိုအထက်ရက်ကနေထိတွေ့ကုသပေးခဲ့တဲ့ဆိုတဲ့ရင်းနှီးစရာမှတ်တမ်းပဲဖြစ်ပါတယ်ဒီသဘောတရားကိုပိုပြီးခိုင်မာသွားစေဖို့ရဝမ်ဒါလူမျိုးတုံးတက်ဖြစ်မှုမှာအသက်ရှင်ကျန်ရသူအီမာခူလေးနဲ့ကိုယ့်ရဲ့တားနှစ်ယောက်ကိုတက်ခဲ့တဲ့လူသက်သမားကိုခွင့်လွှတ်ရုံတာမှာကတားအဖြစ်ပါမွေစားခဲ့တဲ့တင်းဦးစရာစွန်ရင်ဝင်းရုပ်ကိုလစ်လာကြည့်နိုင်ပါတယ်သူတို့ရဲ့ဖြစ်ဖြစ်ဒီဟာစိတ်ကူးရင်မဟုတ်ပဲစိတ်ကူးနဲ့တောင်မှဆက်လို့မရတဲ့အဖြစ်ဆိုးတွေကိုစိတ်ထနှိတ်ခံချခွင့်လွှတ်ခြင်းနဲ့ကြော်လွားခဲ့တဲ့အဆုံးရဥပမာကောင်းနေပဲဖြစ်ပါတယ်အပိုင်း6စစ်မှန်သောလွတ်မြောက်မှုကိုရှာဖွေခြင်းအတိတ်ရဲ့နာကျင်မှုတွေနဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဝိညာဉ်ရေးရာအရာလွတ်မြောက်နိုင်မယ်ရှေ့ဆက်ရမယ်လမ်းကြောင်းကိုဤကုန်းချုပ်ညင်နဲ့လေ့လာကြည့်ပါမယ်ခွင့်လွှတ်ခြင်းဆိုတာကိုယ့်အပေါ်ကျူးလွန်ခဲ့တဲ့အမှားကိုပေါ့ပေါ့တန်တန်သဘောထားလိုက်တာမျိုးလုံးဝမဟုတ်ပါဘူးเนาะတကယ်တော့ခွင့်လွှတ်ခြင်းဆိုတာမိမိကိုယ်တိုင်တရားသူကြီးလုပ်ပြီးကလဲစားချေလို့တဲ့အခွင့်အရေးကိုအမြင့်ဆုံးသောအရှင်းထန်တနည်းအားဖြင့်တရားမျှတမှုကိုစီရင်ပိုင်ခွင့်ရှိသူထန်လုံးဝလွဲပြောင်းပေးရလိုက်ခြင်းသာဖြစ်တယ်လို့အရင်အမြင့်စာသားကရှင်းလင်းပြသထားတာပါဒါဟာမိမိပခုံးပေါ်ကလေးလံတဲ့ဝန်ထုတ်ဝန်ပုံကြီးကိုချလိုက်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်အရေးကြီးဆုံးအချက်ကတော့လက်တွေ့အကောင့်အထက်ဖော်ဖေးရမယ့်အဆင့်3ဆင့်ဖြစ်ပါတယ်ပထမအဆင့်အမေနဲ့ကျူးလွန်သူကိုနာမည်တက်ပြီးကောင်းချီးပေးပါဒုတိယအဆင့်ကတော့သူတို့ပေးဆက်ရမယ့်ဝိညာဉ်ရေးရအကျွေးတွေကိုမိမိဘက်ကနေဖျက်ပေးလိုက်ပါတတိယအဆင့်အမေနဲ့ကတော့အဲ့ဒီလိုလှုပ်ဆောင်လိုက်တဲ့တခဏမှာပဲမိမိကိုချီနှောင်ထားတဲ့နာကျင်မှုတန်ကြိုးတွေပြတ်တောက်သွားပြီလို့ယုံကြည်မှုနဲ့ပုံဖော်ကြည့်ပါဒါကနှဆိုင်စွာအမက်တွေနေတဲ့ရန်ညိုးတွေကိုတက်ကြော့စွာဖြီးရှင်းပြီးလွတ်မြောက်စေမယ့်နည်းလမ်းတွေဖြစ်ပါတယ်နောက်ဆုံးအနေနဲ့လေးလေးနက်နက်တွေ့တော်စရာမေးခွန်းတစ်ခုမေးပါစေဝိညာဉ်ရေးရအချင်းထောင်ရဲ့တော်တွေကိုဘယ်သူကင်ဆောင်ထားတယ်လဲအဖြေကတော့ရှင်းပါတယ်အဲ့ဒီတော်ဟာတခြားသူစီမှာမရှိပါဘူးမိမိကိုယ်တိုင်ရဲ့လက်ထဲမှာပဲရှိနေတာပါမဖြေရှင်းရသေးတဲ့ကိုယ်ပိုင်နာကျင်မှုတွေကိုပြန်လဲသုံးသပ်ပြီးအဲ့ဒီအချင်းထောင်ထဲကနေကိုလွတ်မြောက်ခွင့်ပေးနိုင်တဲ့အစွမ်းအစဟာမိမိစီမှာသာရှိတယ်ဆိုတာကိုဒီလေးလာချင်းလင်းချက်ကနေအဆင့်တိမြင်နားလည်နိုင်မယ်လို့ယုံကြည်ပါတယ်